Hello ဒီနေ့မှာတော့လက်ကားချင်းငယ်ဆက်ရတာနဲ့ပြည်စုံတဲ့ Thai style ပဲကြံစမ်းတုပ်ကလေးတုပ်ပြမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးပဲကြံစမ်းလေးတွေကိုရေးစိမ့်ထားလိုက်ပါမယ်။ပဲကြံစမ်းရေးစိမ့်ထားတဲ့အချိန်မှာပေါင်းဝင်ပစ္စည်းလေးတွေကိုလှီးထားလိုက်ပါမယ်။စက်သွန်လေးကိုမထူမပါလေးလှီးပါမယ်။တရုတ်နံနံလေးတွေကိုလည်းလှီးထားလိုက်ပါတယ်။မုံလောင်းတွေကိုတော့မြင်လေးတွေချစ်ထားလိုက်ပါတယ်။ခရမ်းညင်လေးကိုလည်းမိနစ်တရာပုံစံတိုင်းလှီးထားလို့ရပါတယ်။ပစုံလေးတွေကိုတော့မပြုတ်ဘဲနဲ့သူ့ရတာအချို့မပေါ့အောင်လို့ပိုးကင်းပူလေးလုပ်လိုက်ပါတယ်။ပစုံတော့ရေရမ်းခန်းတဲ့ထိမတဲထားလိုက်ပါဘူးတုတ်တဲ့ခါကျလို့ရှိရင်ဒီရေလေးတွေပါထည့်တုပ်လိုက်မှမလို့ပါပြီးရင်တော့ပဲကြံစံပြုတ်ဖို့အတွက်ကိုဆက်ပြီးတော့ပြင်ဆင်လိုက်ပါတယ်ပဲကြံစံကရေစိမ့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အကြာကြီးပြုတ်စရာတော့မလိုလိုက်ပါဘူးပေါ့နော်ဒီနေရာမှာအတုတ်အတွက်ကိုအနံ့ရတာနဲ့ပြည်စုံတဲ့ပစုံတော့ငံပြားကြီးလေးကိုအသုံးပြုထားပါတယ်ဒီ lobster ငံပြားကြီးရာဆိုလို့ရှိရင်တခြားငံပြားကြီးတွေကိုအနံ့မြင်လာလို့မျိုးမရှိတဲ့အတွက်ကြောင့်မလို့အတုတ်တွေအတွက်ဆိုအရန်ကိုတင်တော်ပါတယ်အချို့အတွက်ကိုတော့တကြားထည့်လေးရပါတယ်ဒီမှာကျမကတော့ထညက်မှုန်လေးထည့်ထားပါတယ်အချင်းကတော့ကိုလိုချင်တဲ့အနေထားလောက်လေးထည့်လို့ရပါတယ်ကဲပြီးရင်တော့သုံးမဲ့အရည်လေးကိုစနကလှီးထားတဲ့ဟာလေးတွေအကုန်ထည့်လိုက်ပါတယ်စီးရွက်ကိုမိုးထည့်ခြင်းလည်းထည့်လို့ရပါတယ်နောက်ပြီးတော့စီးဖို့အနေနဲ့ကင်းမုံတို့ပြည်ကြီးငါးတို့လည်းထည့်လို့ရပါတယ်အဆက်လေးပအောင်လို့ငွေတီထောင်းနှံလေးလည်းထည့်ပါတယ်ပြီးရင်တော့တရုတ်နံနံလေးလည်းထည့်လိုက်ပါတယ်ခုဆိုလို့ရှိရင်တော့အနံလေးမွေးပြီးတအားစားကောင်းတဲ့ပဲကြံတုံလေးရပါပြီရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်